မလွယ်ဆယ်လမဖွာပေမဲ့သားသမီးတွေအပေါ်တာဝန်ကြီးသောဖေဖေမြင့်မှုတောင်းဦးကျေးဇူးကြီးတဲ့ကျွေးဖခင်အဖေလောကရန်နေဘလူကျန်းကျန်းအရှုံးမပေးတဲ့အဖေနှလုံးလေးနဲ့ဆိုင်နေတားလေးမျက်နှာမငယ်ပေသမီးလေးမျက်နှာမငယ်ပေအရာရာဖြည့်ဆည်းပေးတဲ့ကျေးဇူးရှင်အဖေအပြုံးဘဝနဲ့နှလုံးလာဖေဖေမလွယ်ဆယ်လမဖွာပေမဲ့သားသမီးတွေအပေါ်တာဝန်ကြီးသောဖေဖေမြင့်မှုတောင်းဦးကျေးဇူးကြီးတဲ့ကျွေးဖခင်အဖေလောကရန်နေဘလူကျန်းကျန်းအရှုံးမပေးတဲ့အဖေအပြုံးကလေးနဲ့ရင်ဆိုင်နေသားလေးမျက်နှာမငယ်ပေသမီးလေးမျက်နှာမငယ်ပေအရာရာဖြည့်ဆည်းပေးတဲ့ကျေးဇူးရှင်အဖေအပြုံးဘဝနဲ့နှလုံးလာဖေဖေအဖေနဲ့အမေဘသူကိုပူချစ်တယ်လဲလို့မေးမိတဲ့အခါတိုင်းမလီအမေကိုအချစ်ဆုံးလို့ပြောမိတဲ့အခါတိုင်းမလီအဝေးကကြည်နေခဲ့တာအဖေမခုရီအပြုံးနေနေတာလေတာတို့သမီးတို့အာနာမိလေတကယ်ဆိုရင်သားသမီးတိုင်းအတွက်မရှိမဖြစ်ဟာအဖေမရှိမဖြစ်ဟာအဖေတကယ်ပင်အသက်မကချေရပါလို့အဖေအပြုံးဘဝနဲ့နှလုံးလာဖေဖေလောကကြီးမှာအစားထိုးလို့မရနိုင်တာချိန်နဲ့မိပါကျွန်တော်တို့ကိုလူလားမြောက်အောင်ဘဝလက်နှလုံးပခုံးလက်နဲ့တဲ့ဝါဘကကစီနဲ့လူဖြစ်အောင်ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တယ်ကျေးဇူးရှင်ဖေဖေနဲ့မေမေဖြစ်ကြတဲ့အနန္တဂိုင်းဝင်သက်ရှိထင်ရှားရှိနေသေးတဲ့ကျွန်တော်ရဲ့မိဘများအားလုံးဖေဖေမေမေအပေါ်မှာစောင့်ရှောက်ပြုစုကျွေးမွေးနိုင်သောသားကောင်းသားမြတ်သမီးကောင်းသမီးမြတ်ဖြစ်ပါစေလို့ဆန္ဒပြုရင်ဝင်းနေရှင်ဦးတန်းထိုက်အားအပြုံးဘဝနဲ့နှလုံးလာတဲ့ဖေဖေလို့ဂုဏ်ပြုလိုက်ပါတယ်ခင်ဗျာကိုလာမလွယ်ဆယ်လမဖွာပေမဲ့သားသမီးတွေအပေါ်တာဝန်ကြီးသောဖေဖေမြင့်မှုတောင်းဦးကျေးဇူးကြီးတဲ့ကျွေးဖခင်အဖေလောကရန်ဒီဘလူကျန်းကျန်းအရှုံးမပေးတဲ့အဖေအပြုံးကလေးနဲ့ဆိုင်နေတားလေးမျက်နှာမငယ်ပေသမီးလေးမျက်နှာမငယ်ပေအရာရာဖြည့်ဆည်းပေးတဲ့ကျေးဇူးရှင်အဖေအပြုံးဘဝနဲ့နှလုံးလာဖေဖေအဖေနဲ့အမေဘသူကိုပူချစ်တယ်လဲလို့မေးမိတဲ့အခါတိုင်းမလီအမေကိုအချစ်ဆုံးလို့ပြောမိတဲ့အခါတိုင်းမလီအဝေးကကြည်နေခဲ့တာအဖေမခုရီအပြုံးနေနေတာလေတာတို့သမီးတို့အာနာမိတယ်လေတကယ်ဆိုရင်သားသမီးတိုင်းအတွက်မရှိမဖြစ်ဟာအဖေမရှိမဖြစ်ဟာအဖေတကယ်ပင်အသက်မကချေရပါလို့အဖေအ
ပြုံးဘဝနဲ့နှလုံးလာပြီ